မူဒီကန်နဲ့မူဒီလီတို့နှစ်ယောက်လုံးကိုကောင်းကင်ကနေလက်စီလက်ပြီးထိမှန်လိုက်တဲ့အတွက်နှစ်ယောက်စလုံးတတိလက်သွားကြပါတယ်။ဒါပေမဲ့နောက်တနေ့မှာတော့သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာစွမ်းအားတွေဝင်ရောက်လာပြီးထူးဆန်းတာတွေကိုခန်းစားလာကြရပါတယ်။မူဒီကန်ကသူ့အခန်းပြတင်းပေါက်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်တည်းမှာပဲပြတင်းပေါက်တစ်ခုလုံးလန်ထွက်တော့ပါတယ်။ဒီလိုမြင်လိုက်ရတဲ့အခါဦးလေးနဲ့သူဖြစ်သူနှစ်ယောက်စလုံးကဒါပါဖြစ်တာလေလို့စဉ်းစားလာကြပါတယ်။ပြီးတော့သူကရေချိုးခန်းထဲဝင်တဲ့အခါမှာလေရေချိုးခန်းတစ်ခါတစ်ခုလုံးကိုဆွဲနှုတ်ပြလိုက်ပါတယ်။တစ်ဖက်မှာလေမူဒီလီကဆိုင်မအလုပ်လုပ်နေတော့မှပဲထူးဆန်းတဲ့အစိမ်းရောင်အန်ဖက်တွေအန်ထွက်လာပါတယ်။နောက်တနေ့မှာမူဒီကန်ကသူ့ပြဿနာအတွက်စိတ်ပူပန်နေတော့မှပဲသူ့ရောက်ဖားကသူ့အမကိုရိုက်နှက်ပါတော့တယ်။မူဒီကန်ကသူတို့ကိုသွားပြီးရှင်းပြဖို့ကြိုးစားတဲ့အခါမှာလေသူတို့ကမူဒီကန်ကိုပါဆွဲဆိုချိန်မောင်းလာကြပါတယ်။ဒါကြောင့်မူဒီကန်ကသူတို့ကိုတာမန်တိုင်းသွင်းလက်ယုံပဲရှိပါသေးတယ်။ဒါပေမဲ့သူတို့ကရေသွင်းနိုင်ရန်ကိုဖောက်ထွင်းပြီးအောက်ကိုပြုတ်ကျသွားခဲ့ကြပါတယ်။အဲ့ဒီအတွက်သူတို့ရဲ့ခြေထောက်နဲ့လေပင်တို့နှစ်ခုလုံးကျိုးသွားခဲ့ပါတယ်။တစ်ဖက်မှာမူဒီလီကလည်းအဲ့ဒီစွမ်းအားတွေအားလုံးကိုခန်းစားသိရှိနေရပါပြီ။ဒါအပြင်သူကသူ့ရဲ့စွမ်းအားတွေနဲ့အရာဝတ္ထုအားလုံးကိုထိန်းချုပ်နိုင်စွမ်းလည်းရှိနေပါတယ်။ညဘက်ရောက်တော့မူဒီကန်ရဲ့သူကသူ့ကိုတရက်တီးခူးပေးဖို့ပြောပါတယ်။ဒါကြောင့်နောက်ကနေ့မှာနေရစလုံးတရက်တီးခူးဖို့ထွက်သွားကြပါတယ်။ဒါပေမဲ့မူဒီကန်ကအပင်တစ်ခုလုံးကိုလှုပ်ခါပေးလိုက်ပါတယ်။ဒါအပြင်သူကလဲပတ်နေတဲ့ပန်ကာကိုတောင်ရက်တန်းပြနိုင်ခဲ့ပါတယ်။သူကနိုင်ရန်ကိုလက်ထီးတစ်ချက်တည်းခတ်ဖော့ဖော့ထိုးလိုက်ယုံနဲ့နိုင်ရန်တစ်ခုလုံးအက်ကွဲသွားခဲ့ပါတယ်။ဒီအထီးဆိုရင်သူကအိုးခွတ်ပန်ခန်းတွေကိုသူ့ရဲ့မော်စွမ်းအားနဲ့ထိန်းချုပ်နိုင်နေပါပြီ။ဒါကြောင့်သူ့မှာအလွန်အကျော်ယုံကြည်မှုတွေတိုးလာပြီးလေထဲပြန်ထမ်းဖို့အတွက်တစ်ပင်ကီတပင်ပေါ်တက်လိုက်ပါတယ်။သူခွန်ချလိုက်တာနဲ့တပြိုင်နက်မှာပဲမြေပင်ပေါ်ကိုပြုတ်ချပြီးဒိုင်းကနေကျလာပါတော့တယ်